အကျဉ်းသားတစ်ယောက်ဟာဇွန်းတစ်ချက်ကိုအသုံးပြုပြီးအဆောင်ကိုတိတ်တဆိတ်ချောင်းမြောင်းနေခဲ့ပါတယ်။အခွင့်အရေးရတာနဲ့သူဟာလှုပ်ဝက်နံပါတ်နဲ့ရတဲ့တောခလုတ်ပေါ်မှာတိတ်ခွေအကြည့်လေးတစ်ခုကိုကတ်ထားလိုက်ပါတယ်။အဆောင်ကသူ့အတွက်အစားတောက်လာပို့တဲ့အခါမှာတော့အဲ့ဒီတိတ်ခွေပေါ်မှာလက်ပွေရတွေထင်ကျန်ရစ်ခဲ့ပါတယ်။အကျဉ်းသားဟာလက်ပွေရတွေကိုတေချာကြည့်ပြီးတော့နံပါတ်ကိုခဏချင်းတွင်းမှာပဲဖော်ထုတ်နိုင်ခဲ့ပါတယ်။အဆောင်ရဲ့တာဝန်ချိန်ကုန်လို့ထွက်သွားတဲ့အချိန်မှာတော့သူဟာလှုပ်ဝက်နံပါတ်ကိုနှိပ်ပြီးအကျဉ်းခန်းထဲကနေအောင်မြင်စွာထွက်လာနိုင်ခဲ့ပါတယ်။သူ့ရဲ့ပန်းတိုင်ကတော့အကျဉ်းထောင်ထဲကနေလွတ်အောင်ပြေးဖို့ပါပဲ။သူဟာညအမောင်ထုကိုအသုံးချပြီးကင်းဆောင်တွေကိုရှောင်ကွင်းခဲ့ပါတယ်။ဒါပေမဲ့သူ့အပေါ်ထက်ကိုတက်သွားတဲ့အခါမှာတော့အပေါ်ကနေဆင်းလာတဲ့တစုံတစ်ယောက်ကိုတွေ့လိုက်ရတယ်လို့အပြင်ဘက်မှာလည်းကင်းလှည့်နေတဲ့အရာရှိတွေကိုတွေ့လိုက်ရပါတယ်။ကင်းဆောင်တွေကအကျဉ်းသားတစ်ယောက်ထွက်ပြေးနေပြီလို့ထင်ပြီးစစ်ဆေးဖို့ရှေ့တိုးလာခဲ့ကြပေမဲ့တကယ်တမ်းတွေ့လိုက်ရတာကတော့သူတို့ရဲ့လုပ်ကော်ကိုင်ဘက်တစ်ယောက်ဖြစ်နေပါတယ်။တကယ်တော့ကင်းဆောင်တွေရောက်မလာခင်ကတည်းကအကျဉ်းသားဟာလှေကားထောင်မှာပုန်းနေခဲ့တာပါ။အဲ့ဒီနောက်သူဟာအပေါ်ထက်ကအခန်းထဲကိုအမြန်ပြေးဝင်ခဲ့ပါတယ်။သူဟာသူ့ရဲ့ဒဏ်ရာထဲမှာမြုပ်ထားတဲ့ပင်အပ်တစ်ချက်ကိုဆွဲထုတ်လိုက်ပေမဲ့နာကျင်လွန်းတာကြောင့်အတန်ထွက်သွားခဲ့ပါတယ်။ဒါကိုအဆောင်ကသတိထားမိသွားပြီးအခန်းထဲကိုချက်ချင်းပြေးဝင်လာကြပါတယ်။အကျဉ်းသားဟာအဆောင်တွေဝင်မလာခင်မှာအဲ့ဒီပင်အပ်နဲ့လုံခြုံရေးတစ်တာကိုဖွင့်ဖို့ကြိုးစားခဲ့ပါတယ်။အဆောင်တွေအခန်းထဲကိုစီးနှင်းဝင်ရောက်လာတဲ့အချိန်မှာတော့အကျဉ်းသားကထွက်ပြေးလွတ်မြောက်သွားခဲ့ပါပြီ။အဲ့ဒီအချိန်မှာပဲအဆောင်တစ်ယောက်ကကျမ်းပြင်ပေါ်ကတွေးကွက်တွေကိုသတိထားမိသွားပါတယ်။တခုခုတော့မှားနေပြီဆိုတာသိလိုက်တဲ့အတွက်သူတို့ဟာအကျဉ်းခန်းစီကိုအပြေးလွှားသွားစစ်ဆေးခဲ့ကြပါတယ်။ဒါပေမဲ့သူတို့ရောက်သွားတဲ့အချိန်မှာတော့အကျဉ်းသားကလွတ်သွားခဲ့ပါပြီ။တစ်ဖက်မှာလည်းအကျဉ်းသားဟာကားတစ်စီးရဲ့အောက်ပိုင်းမှာတက်ပြီးပုန်းနေခဲ့ပါတယ်။ဒါပေမဲ့ကားကဂိတ်ပေါက်ဝကိုရောက်တဲ့အခါမှာတော့ရုတ်တရက်ရပ်တန့်ခြင်းခံလိုက်ရပြီးတင်းတင်းကြပ်ကြပ်စစ်ဆေးတာကိုခံလိုက်ရပါတယ်။အဆောင်တွေကမြေပြင်ပေါ်မှာတွေးကွက်တွေကိုတွေးလိုက်တာကြောင့်လူတိုင်းကိုအထူးသတိအနေထားနဲ့စစ်ဆေးဖို့အမိန့်ပေးလိုက်ပါတယ်။အကျဉ်းသားဟာဖမ်းမိတော့မဲ့အခြေအနေကိုရောက်နေပါပြီ။ဒါပေမဲ့အဆောင်တွေကကားအောက်ကိုငုံကြည့်လိုက်တဲ့အခါမှာတော့ဘာမှမတွေ့ရပါဘူး။ဘာကြောင့်လဲဆိုတော့အကျဉ်းသားကအန်ရယ်ကိုကြိုတင်ရိပ်မိသွားပြီးကားအောက်ကနေကြိုတင်ထွက်ခွာသွားလို့ပါပဲ။ဒီလိုနည်းနဲ့သူဟာအဆောင်အလုံးကိုလှည့်စားပြီးအကျဉ်းထောင်ထဲကနေအောင်မြင်စွာထွက်ပြေးလွတ်မြောက်သွားပါတော့တယ်။